ကြားလိုက်လို့ပြေးနေတဲ့လူတယောက်ဟာခွေးဟောင်တာကိုလှည့်မကြည့်သင့်ကြားလိုက်လို့ပြေးနေတဲ့လူတယောက်ဟာစူးချစ်တာကိုပုံကြီးချဲ့မနေနဲ့တောထဲမှာကြားကနောက်ကနေလိုက်တယ်ရှေ့ကအသက်လုပြီးတော့ပြေးနေရတဲ့လူတယောက်မျက်စိထဲမြင်းကြည့်စမ်းအဲ့ဒီလူကိုခွေးကလှမ်းပြီးတော့ဟောင်တယ်လှည့်မကြည့်အားပါဘူးခွေးဟောင်တာအရေးမကြီးဘူးနော်ဘာကအရေးကြီးလဲကြားလိုက်တာကအရေးကြီးတယ်ခွေးဟောင်တာရက်ကြည့်နေရင်ကြားကမှီပြီးတော့ကြိုက်တတ်မှာမို့အဲ့ဒီကြားလိုက်နေတာကိုကို့မှာရှုကလေးချစ်မိတယ်ဟာညှိမိသွားတယ်ဒါကိုရက်ပြီးတော့ကြည့်မနေနဲ့ဘာမှဒီတန်ရသိမကြည့်ဘူးနောက်ကဘာဖြစ်နေတော့ကြားလိုက်နေတယ်အဲ့ဒီလိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေကိုသေမင်းကလိုက်နေတယ်ဘယ်ချိန်မိမလဲတော့မသိဘူးအဲ့ဒီသေမင်းဒီဟူသောကြားကြီးလိုက်နေတာကိုမမြင်တဲ့အခါကျတော့ကဲ့ရဲ့ချင်းချီးမွမ်းခြင်းဆိုတဲ့ခွေးဟောင်တာကိုရက်ပြီးတော့ကြည်တယ်ရက်ပြီးတော့ခံစားတယ်ကြားလိုက်တာကြီးကိုမမြင်တော့ခွေးဟောင်တာကြီးကအကြီးကြီးဖြစ်နေတယ်ပိဿတို့ကိုဦးဇင်းတို့အနုစိတ်ရှင်းမပြဘူးဒီလူတွေဉာဏ်ရှိတယ်နော်ဟုတ်လားနောက်ကကြားလိုက်နေတာကိုမမြင်တော့လောကဓာတ်ရှုကလေးအตาကလေးချစ်တာကိုအကြီးကြီးလို့ထင်တယ်နေပေါင်းသွေးတွေထွက်နေလိုက်တာလုံးမနေနဲ့နောက်ကဘာလိုက်နေလဲကြားလိုက်နေတယ်ဘဝဆိုတာခဏပါလို့သိတဲ့အသိနော်သိခြင်းတရားမရဏနုတ္တိကမ္မထံသိပြီးတော့အစွမ်းထက်တယ်ဟုတ်လားဒါကြောင့်ကိုယ့်ဘဝမှာပြဿနာတွေနဲ့လေးလံနေတဲ့အခါမျိုးမှာစဉ်းစားကြည့်လိုက်ပါငါဘာတွေပုံကြီးချင်နေတာလဲဒီပြဿနာတဲ့ကြီးတဲ့ပြဿနာကြီးငါတွေ့ရအောင်မှာပြဿနာအကြီးကြီးကိုမေ့နေလို့ပြဿနာအသေးသေးလေးတွေကဂုတ်ပေါ်ခွရှိပြီးတော့အကြီးကြီးလို့ကိုယ့်ကိုချက်ပြီးတော့နှိပ်စက်နေတာစင်စစ်တော့ပြဿနာအကြီးကြီးကိုမမြင်လို့ပြဿနာအသေးလေးကိုအကြီးကြီးထင်နေတာပြဿနာအကြီးကြီးကတေချာပေါက်ရှိတယ်သိရမယ်မသိခင်မှာနာကျင်ကြိုက်ခဲမှုတေချာပေါက်တွေ့မယ်အဲ့ဒီအချိန်မှာတကယ်ပြည်လဲအောင်နေနိုင်မလားဒီမိကုန်းကိုပြည်လဲအောင်ဖြစ်တတ်ဖို့လိုတယ်နော်တခါကြီးဒီမိုင်းမြတ်ဟုတ်လားငွေကြေးနဲ့ဖြည့်ရှင်းလို့ရမှာလားကိုတန်ဖိုးထားတဲ့ဂုဏ်တွေပကာသနာတွေနဲ့ဖြည့်ရှင်းလို့ရမှာလားအတိုင်းဝိုင်းတွေနဲ့ကောဖြည့်ရှင်းလို့ရမှာလားဉာဏ်ကလွဲလို့ကုသိုလ်ကလွဲလို့အဲ့ဒီပြဿနာကိုဖြည့်ရှင်းပေးနိုင်တဲ့အရာချားမရှိနော်ဒါကြောင့်ဒီစကားလေးကိုထပ်ပြီးတော့မှတ်ပါကြားလိုက်လို့ပြေးနေရတာရှုချစ်တာတွေခွေးဟောင်တာတွေကိုလှည့်ကြည့်မနေနဲ့ငုံကြည့်မနေနဲ့